Okay, Chile kana piyo ne Paisan shalo ya me Japan TikTok company လေးကိုပြောပြပေးသွားဖြစ်ပါတယ်နော် Okay ဒီနေ့လေးကိုစိတ်ဝင်စားရင်ဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်လက်ကြည့်ပေးဖို့တိုက်တွန်းလိုက်ပါတယ်နော် Okay စိတ်ဝင်စားဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော် Okay မင်္ဂလာပါအရင်ဆုံးနေနဲ့လိုအပ်ချက်ကနှစ်ခုပဲရှိပါတယ်နော်အရင်ဆုံးနေနဲ့ဂျပန်TikTok account တစ်ခါမှဖွင့်ဖို့တွေ့တယ် Gmail account နဲ့ချက်ချမ်းပူပင်ဆိုတာလေးရဲ့အဲ့နှစ်ခုပဲရှိဖို့လိုပါတယ်နော်ကဲဒါဆိုချက်ချမ်းပူပင်လေးမရှိသေးဘူးဆိုရင်ကျွန်တော်တို့ Play Store ထဲတွားပြီးတော့တောင်းထားလိုက်မယ်နော် Okay ဒါဆိုချက်ချမ်းပူပင်အောင်မတက်ခင်မှာကျွန်တော်တို့ Chrome ထဲက set ကိုအရင်ရှင်းလိုက်မယ်နော် Chrome browser ကိုနည်းနည်းလေးချက်ချလေးဖိနေလိုက်ပါနော် Okay app info ဆိုတာလေးကိုတစ်ချိန်နဲ့လဲပါနော် story ထဲကိုအရင်ဝင်လိုက်မယ်နော် Okay ဒီမှာ Chrome story ဆိုတာလေးကိုနေလဲမယ်နော်ပြီးရင် Okay ဆိုတာလေးကိုနေလဲမယ်နော် Okay ဒါဆိုဆက်ရှင်းပြီးနော်ပြင်ပြန်ထွက်လိုက်မယ်နော်ပြင်ပြန်ထွက်ပြီးဆိုရင်ကျွန်တော်တို့ခဏက down ထားတဲ့ချက်ချပူပင်ဆိုတဲ့ထဲကိုဝင်လိုက်မယ်နော် Okay ကျွန်တော်ထဲရောက်ဆိုတော့ဂျပန်တူဂျိုဆိုတာလေးကိုရွေးပြီးတော့ VPN လေးကိုတင်လိုက်မယ်နော် Okay ဒီမှာကြော်ညာလေးတစ်ချက်ကြည့်လိုက်မယ်နော်တင်ပြီးဆိုရင်ကျွန်တော်တို့ခဏကဆက်ရှင်းရတဲ့ Chrome browser လေးကိုဝင်လိုက်မယ်နော် Okay ခဏကဆက်ရှင်းထားတဲ့အတွက်ကြောင့်မလို့ Google တခုခုနဲ့ login ပြန်ဝင်လိုက်မယ်နော် Okay ဝင်ပြီးဆိုရင် Chrome ရဲ့ search bar မှာအရင်ဆုံးအနေနဲ့ဘာရှာမလဲဆိုရင် fast.com fast.com ဆိုတာလေးကိုတစ်ချက်ရှာလိုက်မယ်နော် Okay ပေါ်ဆုံးမှာပေါ်တဲ့အားလေးတွေကိုတစ်ချက်ဝင်လိုက်မယ်နော် Okay ဒီဟာလေးက internet စစ်တာနော်ကျွန်တော်တို့ရဲ့ internet ကဂျပန်ရောက်မရောက်စစ်တာဖြစ်ပါတယ်နော်ခဏလေးစောင့်လိုက်ပါနော် Okay ဟောကစာတမ်းမဲလေးကိုနေလေပါနော် Okay ဒီမှာလဲစာလုံးလေးတွေမဲသွားတဲ့အထိခဏစောင့်ပေးပါနော် Okay ဒါဆိုဒီမှာဂျပန်တူဂျိုဆိုတာလေးဖြစ်သွားပြီနော် Okay ဒါဆိုအဲ့ဒါလေးကိုတစ်ချက်နဲ့ပြီးပြန်ထွက်လိုက်ပါနော်ထွက်ပြီးဆိုရင်ဒီ search bar မှာ set dot ဆိုတာလေးကိုရိုက်ရှာလိုက်ပါနော် Okay ဒီမှာနော်အဲ့ထဲဝင်လိုက်ပါနော် Okay ဒီနေရာလေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့က Google နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Google ဆိုတာလေးကိုရွေးလိုက်ပါနော် Okay ဒီမှာတော့ TikTok ကတစ်ခါမှမဖွဲ့ဘူးသေးတဲ့ Google ကောက်ကိုရွေးလိုက်ပါနော်ပြီးလို့ဆိုရင်ကျွန်တော်တို့ continue ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဒီမှာတော့ကိုယ့်ရဲ့မွေးနေ့လေးကိုထည့်ပေးရမှာဖြစ်ပါတယ်နော်မွေးနေ့ထည့်တဲ့နေရာလေးမှာလည်းတက် session နဲ့ထည့်ပြရမှာနော်အဲ့ဒါမှလည်း monetization ရှောက်တဲ့အခါအဆင်ပြေမှာဖြစ်ပါတယ်နော်Okay ဒီမှာတော့ user name ထည့်ရမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့မထည့်တော့ဘူးနော် sketch ဆိုတာလေးပဲနည်းနည်းပဲနော် Okay ဒါဆိုကျွန်တော်တို့ဂျပန် TikTok ကောတခုရသွားပြီနော် Okay ဒါဆိုကျွန်တော်တို့ကဂျပန် TikTok ကော home host ဆိုတာလေးကိုဆက်စီလိုက်မယ်နော်ဒီမှာဒီပေါ်မှာရှိတဲ့ဆက်လေး30ကိုကျွန်တော်တို့တစ်ချိန်နေလိုက်မယ်နော် Okay ဒီမှာ money code ဆိုတာလေးဝင်လိုက်မယ်နော်ဒီမှာတော့လုံးဝပိတ်ဆန်ရှောင်လို့ရတဲ့ဂျပန် TikTok ကောလုံးဝဖြစ်သွားပြီနော်ဒီနည်းလေးကတကယ်ချင်းမိတ်ဆွေတို့တွေကြိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ကျွန်တော်တို့မှတူတိုင်းပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဆုံးထိလိုက်ကြည့်ပေးကြတဲ့အတွက်